ဘဲမိသားစုဟာမုံတိုင်းချီနေငြိမ်သက်သွားမဲ့အချိန်ကိုစောင့်ဆိုင်းနေကြရင်ကုန်းပေါင်ကဗျိုင်းတွေရဲ့ခြေထောက်တွေကိုလှမ်းမြင်လိုက်ရပါတယ်အားလုံးပဲထိတ်လန့်လွန်းလို့အသက်ရှူဖို့တောင်မေ့သွားကြပြီးအဲ့ဒီဗျိုင်းတွေထွက်သွားမဲ့အချိန်ကိုရင်တစ်ထိတ်ထိတ်နဲ့စောင့်နေမိကြတာပေါ့ဒါပေမဲ့ဗျိုင်းတွေကသူတို့ကိုမြင်သွားပြီးဝိုင်းထားလိုက်တဲ့အပြင်ခေါ်ဆောင်သွားဖို့ပါပြင်ဆင်ကြပါတော့တယ်အဲ့ဒီနောက်ဗျိုင်းမကြီးဟန်ရန်ကသူမရဲ့ခင်မုန်းဖြစ်သူဗျိုင်းကြီးဟယ်ရီနဲ့ဘဲမိသားစုကိုမိတ်ဆက်ပေးပါတယ်အဲ့ဒီဗျိုင်းကြီးကကြည့်ရတာရက်ဆက်ပြီးအနေနဲ့များတဲ့မိုးဆိုးတကောင်လိုပါပဲဘဲမိသားစုလည်းဒီညဟာသူတို့အတွက်နောက်ဆုံးညဖြစ်တော့မယ်ဆိုပြီးကြောက်လန့်နေကြတာပေါ့ဒါပေမဲ့ဗျိုင်းမကြီးကသူတို့ကြောင့်အနေနဲ့မရှိနိုင်ကြောင်းအမှန်တကယ်ကြောက်ရမှာကသူတို့ကိုမဟုတ်ပဲဒီမောင်မိုက်လုံးနဲ့ညက်တဲ့တကောင်ရဲ့အချိန်ခါကိုသာတတိထားရမှာဖြစ်ကြောင်းပြောပြီးနှစ်သိမ့်ပေးပါတယ်မနဲ့မိုးလင်းလို့ဗျိုင်းတွေအိပ်ပျော်သွားတာနဲ့ဘဲမိသားစုပြန်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်ဗျိုင်းတွေအိပ်ပျော်သွားတာနဲ့ဘဲမိသားစုဟာတာတာရရလေးပဲတိတ်တဆိတ်ထွက်ပြေးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့အပေါက်ဝနာမှာရက်နေတဲ့ဗျိုင်းမကြီးစီကိုအကြည့်ရောက်သွားပြီးဘဲတွေအလန့်တကြားနဲ့လူစုခွဲကပြေးကြပါတော့တယ်အဲ့ဒီအချိန်မှာပဲဗျိုင်းကြီးကဘဲကြီးနှစ်ကောင်ကိုလေဘင်းကနေရက်တစ်ပြက်လမ်းဖမ်းလိုက်ပြီးဗျိုင်းမကြီးကလည်းဘဲပေါက်စလေးတွေကိုဖမ်းဖို့လုပ်နေတော့ရေထဲကနေငါးကြီးတစ်ကောင်ပေါ်လာပြီးဘဲပေါက်စလေးနှစ်ကောင်လုံးကိုမျိုးချလိုက်ပါတယ်ဒါပေမဲ့ဗျိုင်းမကြီးကအဲ့ဒီငါးကြီးရဲ့လေဘင်းကိုညှစ်ပြီးဘဲပေါက်စလေးတွေကိုအချိန်မီပြန်ကယ်ထုတ်ပေးခဲ့ပါတယ်သူတို့ထင်ထားတယ်လို့ကြောက်စရာကြီးမဟုတ်ပဲဗျိုင်းတွေကသဘောကောင်းကြတာမို့နောက်ဆုံးမှာတော့အားလုံးပဲကိုယ့်အိမ်ရတဲ့ကိုစိတ်အေးလက်အေးနဲ့အိပ်ပျော်သွားကြပါတော့တယ်